ကြားမှာတော့တွားပြီးတော့အလုပ်ရတော့တဲ့သူတွေဘယ်ကနေသွားလဲလို့မေးရင်ကလေးတွေအကုန်လုံးစာကြည့်ရတဲ့အထက်မထွက်ဘူးစာဖက်လို့ဘာဖြစ်တယ်လဲလို့မေးကောင်းမေးလိမ့်မယ်စာဖက်ရင်ဘာဖြစ်တယ်လဲလို့လောကဓာတ်ရင်ဆိုင်နိုင်တယ်အရှုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါစာဖက်တဲ့သူကတီတီငင်ငင်နဲ့ရင်ဆိုင်တယ်ကောင်မလေးတယောက်နဲ့တူတယ်သူကဂေဟာတစ်ခုမှာဂေဟာမှာလာပြီးနေရတာကိုဝင်ကြီးနဲ့ဘာကြောင့်ကိုဝင်ကြီးနဲ့ဂေဟာမှာရောက်နေရလဲဆိုတော့သူ့ယောက်ျားကသူ့ကိုကားဂိတ်မှာလာပစ်သွားတာတဲ့ကျမအထုပ်ပတ်တိစပြီးရမ်းကြိုက်တယ်အထုပ်ပတ်တိဖတ်များတယ်ပေါ့ဆိုတော့ကျမအထုပ်ပတ်တိဖတ်များတယ်ဆိုတော့ကျမကိုစာရေးဆရာတယောက်ကပြောတယ်နင်ကလူလေပဲတဲ့အထုပ်ပတ်တိစပြီးဖတ်တဲ့သူကလေတဲ့လူလေတဲ့လူတယောက်ကတဘဝလုံးမှာဘာတွေကြုံခဲ့တယ်ဘလူတွေမှားခဲ့တယ်ဆိုတာကိုနင်ကတစ်ခါတစ်ထိုင်နဲ့နင်ကသင်လိုက်တာတဲ့အဲ့လိုသင်လိုက်တဲ့အတွက်သူကဒီလိုလုပ်ရင်မှားတတ်တယ်ဒီလိုလုပ်ရင်ဘလို့ဖြစ်တတ်တယ်ဒီလိုစိတ်သက်ကြတဲ့အချိန်မှာဒီလိုမျိုးနဲ့ပြန်ပြီးတော့အားတင်းလာတယ်လို့ရေးထားတဲ့စာတွေကိုဖတ်ပြီးတော့အဲ့ဒီအမှားတွေအမှန်တွေကိုကတစ်ခါနဲ့သင်လိုက်တာတကယ်လို့များသူသာစာဖတ်ထားမယ်ဆိုရင်တချို့လူတွေရဲ့အတွင်းသဘောကိုစာပေတွေကတဆင့်သိနေမယ်လို့ကျွန်မထင်တယ်အဲ့ဒီမိန်းကလေးသာအဲ့ဒီလိုရှာကြည့်ထားခဲ့မယ်ဆိုရင်ဒီယောက်ျားလေးရဲ့သဘောတဘာဝနဲ့ဇယိုက်ကိုသူတီကောင်းတီမှာပေါ့အဲ့တော့စာပေတွေထဲမှာတချို့ကိစ္စတွေတချို့အမှားတွေကလေးတွေကိုဘယ်လိုသင်ရမယ်ဆိုတာအစတယောက်နဲ့တယောက်ဘယ်လိုစကားပြောရမယ်ဆိုတာအစစာပေတွေထဲမှာသင်ထားခဲ့ပြီးသားရေးထားခဲ့ပြီးသားဒါတွေကိုကျမတို့ရှာမကြည့်တာပဲရှိတယ်အခုနေရာမှာဟောပြောခွင့်ရတဲ့အတွက်ကျမကျေးဇူးအများကြီးတင်ပါတယ်ဟောပြောပွဲကိုကြွရောက်လာကြသောဆရာတော်များနဲ့ဒီနေရာမှာလာပြီးတော့အလုပ်ကိုင်နေကြတဲ့ကျမတို့ရဲ့ညီကိုမောင်နှမတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်စောင့်ဆိုင်နေရတာရောဟောပြောပွဲတွေကိုနားထောင်နေရတာရောကြာပြီမို့လို့ကျမတို့လည်းအများကြီးပြောရမှာအားတော့အားနာပါတယ်ရှင်ဒါပေမဲ့စာပေဟောပြောပွဲဆိုတာကြောင့်ကျမတည်ထားတဲ့စာပေဆိုင်ရာလေးတွေပဲမျှဝေသွားမှာပါအားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာပါကျမတို့ပြည်တွင်းမှာဟောပြောပွဲတွေလုပ်ရင်အခုလောက်လွင်ရာတစ်ခါမှမတွေ့ဘူးပါဘူးကျမပြည်ပမှာဟောပြောပွဲလုံးမှာပဲကို့နိုင်ငံသူနိုင်ငံသားကိုယ့်ရဲ့မောင်နှမတွေဒီလောက်အများကြီးကိုမြင်ရတာဝမ်းနဲ့ရသလိုဝမ်းသာရပါတယ်ဝမ်းသာရတာကတော့ဘယ်နိုင်ငံကိုရောက်ကိုယ်နိုင်ငံသားသူတွေလာကြတယ်ဆိုရင်အပြေးလွှာကြိုကြတယ်စာပေဟောပြောပွဲတွေဆွေးနွေးကြမယ်မျှဝေကြမယ်ဆိုရင်အချိန်ပေးပြီးတော့တကယ်တော့ကျမတို့နိုင်ငံသားမှာလုံးရင်အချိန်နဲ့လာကရကြတာပါအဲ့တော့အခုလိုမျိုးအချိန်ပေးပြီးတော့နားထောင်ကြတဲ့အတွက်ကျမဝမ်းသာရပါတယ်ဝမ်းနဲ့ရတာကတော့ကျမတို့ရွယ်သူတွေတကယ်နိုင်ငံအတွက်ရတနာတစ်ဖွဲ့အရေးကြီးလာတဲ့လူတွေအများကြီးဒီနိုင်ငံမှာတစုတဝေးတွေ့လိုက်ရလို့ပါပဲကျမတို့စကားပြောကြည့်တော့ဒီကိုရောက်နေကြတာတချို့ကတိတ်မကြသေးဘူးတချို့က10နှစ်တချို့က15နှစ်တချို့ဆိုရင်နှစ်အစိတ်အဲ့လောက်ထိကိုရှိနေကြတဲ့သူတွေပါနေတာကိုတွေ့ရတဲ့အတွက်ဝမ်းနဲ့ဝမ်းသာကြီးပါဝမ်းနဲ့ဝမ်းသာဆိုတဲ့စကားကိုထပ်ပြောရရင်ဝမ်းသာစရာကောင်းတာကတိုးတက်နေတဲ့နေရာတစ်ခုမှာနေကြတဲ့အတွက်ဒီနိုင်ငံတိုးတက်အောင်ဘလို့ရုန်းကန်သွားကြသလဲစက်မှုလက်မှုလုပ်ငန်းတွေဘလို့လည်ပတ်သွားကြသလဲသူတို့နိုင်ငံကဝန်ဆောင်မှုလုပ်ငန်းတွေကိုဘလောက်အပြည့်အဝပေးသလဲဒါတွေကိုကျမတို့အတူယူလို့ရတယ်အတူယူကြတဲ့သူတွေကျမတို့နိုင်ငံသားတွေအများကြီးဒီရောက်နေတယ်အဲ့ဒါဝမ်းသာစရာပါဝမ်းနဲ့စရာကောင်းတာကအဲ့ဒီလူတွေကျမတို့နိုင်ငံတွေကိုပြန်ရောက်မလာသေးတာကျမဝမ်းနေပါတယ်ဒါကြောင့်ဆရာတော်ရှိရပြောသားသလိုပါပဲကျမတို့နိုင်ငံကကျမတို့နိုင်ငံသားတွေအားလုံးကိုညှို့နေကြပါတယ်ကျမအားလုံးကိုချမ်းသာပါတယ်ကျမပြည်ပနိုင်ငံကိုသွားတိုင်း1ရက်2ရက်ဒါမှမဟုတ်ရင်ကျမတို့လေဆိပ်ကိုရောက်တာနဲ့အင်တာနက်ကောတွေဖွင့်ပြီးတော့ကျမတို့အိမ်ကမိသားစုတွေကိုဖုန်းပြောကြပါတယ်
ကျမတို့ဘယ်ရောက်နေပြီဘယ်သူတွေနဲ့တွေ့နေပြီအဆင်ပြေတယ်စားရတော့တာအဆင်ပြေတယ်နေရတာအဆင်ပြေတယ်အခုဆိုရင်ကျမအမေပါလာတယ်အဲ့တော့ကျမအဖေကိုလှမ်းပြီးကြောင်းကြားရတယ်ကျမအမတွေကိုလှမ်းပြီးကြောင်းကြားပါတယ်ကျမနိုင်ငံထဲမှာခရီးသွားရင်လည်းအဲ့လိုပါပဲကျမတစ်ခါခရီးသွားရင်15ရက်20လောက်ကြာတတ်တယ်ကြာတတ်ပြင်မဲ့လေခရီးသွားလို့များ4-5ရက်အဲ့လောက်မကြာပါဘူး1ရက်2ရက်ဆိုရင်ပဲကျမအမေကိုဖုန်းဆက်တယ်အမေသမီးနေကောင်းတယ်မမေသမီးပြန်လာမယ်နော်ကျမအဲ့လိုဖုန်းဆက်တယ်အဲ့တော့ဒီမှာထိုင်နေတဲ့ကျမရဲ့ညီကိုမောင်နှမတွေကိုလည်းကျမကိုချင်းစားပါတယ်သူတို့လည်းသူတို့မိသားစုကိုလွှမ်းရှာမှာပေါ့မိသားစုနဲ့အတူတူနေချင်ကြမှာပေါ့ကျမအိမ်ပြန်တဲ့အခါကျမလည်းလှုပ်လို့ရတယ်အလုပ်လုပ်လို့အိမ်ပြန်သွားတဲ့အခါအိမ်ထဲကိုဝင်လာရင်အခန်းထဲမှာအဖေနဲ့မရှိတယ်အဖေမမေအိမ်ပြန်လာပြီအဲ့ခါကျရင်အဖေနဲ့မမေဟာပြန်လာပြီလားပြောပါဦးဘာတွေထူးခြားတာရှိတဲ့အပြင်မှာဟာမမေရဲ့ကားချက်တယ်ကားဘလို့အလုပ်မှာဘလို့ရုံးမှာဘလို့ကျမတူလေးတွေတူမလေးတွေရှိတယ်သူတို့ကကျမအန်နီကျုလို့ခေါ်တယ်အန်နီကျုပြန်လာပြီလားအေးပြန်လာပြီဘလို့နေလဲအเจ้าမှာအဆင်ပြေလားကျမအမားတွေဆိုလည်းအဲ့လိုပဲမမယူရေမမကြီးရေပြန်လာပြီလားကျမတို့မိသားစုဘဝနေတိုင်းရလို့ပါပဲအဲ့တော့အဲ့ဒီမိသားစုလေးကိုခွဲခွာရလို့ကျမပြည်တွင်းထဲမှာခီးထွက်ရင်းလေမိသားစုလေးကိုကျမဖုန်းဆက်တယ်လွမ်းတယ်ဘယ်ကနေပဲရောက်15ရက်20လောက်ဆိုရောက်တဲ့နေရာကနေရှိတဲ့အလုပ်တွေအကုန်ဖြတ်ကျမနဲ့တည်တဲ့သူတွေလည်းတည်တယ်ကျမအရန်လွမ်းတတ်တယ်အလုပ်တွေရမ်းများနေရင်အလုပ်တွေကြားနေရင်ဟာပြန်မယ်အိမ်ပြန်မယ်အမေနဲ့ဆုံချင်တယ်အမေနဲ့စကားပြောချင်တယ်အဖေနဲ့တွေ့ချင်တယ်အဖေနဲ့စကားပြောချင်တယ်တော်ပြီအဖေနဲ့မမေနဲ့နားမှာပဲပြန်နေချင်တယ်ကျမရအောင်အိမ်ပြန်တယ်ပြီးပေါ့လာရင်လေကျမလွမ်းတယ်ကျမအခုဆိုရင်9ရက်နေ့မှပြန်ရမယ်လို့ပြောတယ်ဆရာတော်ကျမလျှောက်တယ်ရှင်ဖေတပည့်တော့3ရက်နေ့လောက်ပြန်ချင်တယ်အိမ်ကိုလွမ်းလို့အိမ်ကိုတတိယလို့အဲ့တော့ဒီဟောပြောပွဲခန်းမထဲမှာထိုင်နေတဲ့ကျမရဲ့ညီကောင်မောင်နှမတွေကိုလည်းကျမကိုချမ်းစားတယ်သူတို့လည်းလွှမ်းရှာပါဘာပဲပြောငပိရေနဲ့ချင်းဟင်းပဲစားရကိုအဖေအမေညီကိုမောင်နှမတွေနဲ့ဝိုင်းဖွဲ့ပြီးစားရတယ်ထမင်းဝိုင်းတော့စားမဝင်ဘူးဒီနိုင်ငံကြီးဘလောက်ตายရတယ်ပြောရွှေတကုံဖျားကြီးကိုကိုယ်တိုင်ဖူးရတာလားကံကောင်းတာမရှိဘူးကြိုက်ထီကိုဖျားကြီးကိုတက်ပြီးတော့ဖူးလိုက်ရတဲ့အရာသာဘာနဲ့မှမတူဘူးအင်းလေးကန်တွေကကိုယ်နိုင်ငံသားတွေပြုံးနေတဲ့အပြုံးကိုကြည့်ရတာလားဘယ်ဟာကမှအမောပြေမှာမဟုတ်ဘူးဒါကြောင့်ဒီနေ့ဒီနေရာမှာထိုင်နေကြတဲ့သူတွေကိုကျမထပ်ပြီးပြောပြရစီကျမကိုချမ်းစားပါတယ်သူတို့ပြန်ကျင်ကြမှာပါပဲအဲ့တော့ကျမဒီကူညီတဲ့လုပ်ငန်းတွေ2009ခုနှစ်လောက်ကကျမစလုပ်ခဲ့တယ်အခုဆိုရင်ကျမ10နှစ်ပြည့်သွားပါပြီအဲ့ဒီဒေတာတွေကိုသွားတိုင်းကျမတို့ဒေတာတစ်ခုကိုရောက်တဲ့အခါစာတင်ကြောင်းမယ်စောင့်မယ်ပြောရေရင်းမယ်တူးမယ်ပြောရွာလူတွေကျမတို့ခေါ်ကြတယ်ကဲရွာထဲမှာရှိတဲ့လူတွေအကုန်လာခဲ့ကြရွာလူကြီးတွေရွာကရှိတဲ့လူကြီးတွေလူငယ်တွေကလေးတွေအကုန်လာခဲ့ကြကိုယ့်ရွာကြောင့်ဆွေးနွေးကြမယ်လို့ပြောရင်ဖိုးကြီးဖွားကြီးတွေကကလေးလေးတွေဆွဲပြီးတော့ထွက်လာကြတယ်ပထမတော့ကျမသိမထူးဆန်းဘူးလူငယ်လေးတွေကြောင်းတက်နေမှာပဲလူငယ်လေးတွေအပြင်ထွက်လုံနေမှာပဲအပြင်ထွက်လုံတယ်ဆိုတာရွာထဲမှာပဲပေါ့နော်ရွာပြင်မှာလုံထွက်လုံနေတာပဲလို့ကျမထင်ခဲ့တာရွာတိုင်းကျမတွေ့တဲ့အခါစိုးရိမ်လာတယ်မြို့တိုင်းတွေ့ရတဲ့အခါစိုးရိမ်လာတယ်ပြည်နယ်နဲ့အတိုင်းတော်တော်များများမှာတွေ့ရတဲ့အခါကျမတို့အဲ့ဒါဟာတော်တော်ကိုစိုးရိမ်စရာကောင်းတယ်တချို့ကဖားကတ်မှာကြောက်သွားတူးကြတယ်တချို့ကထိုင်းဘက်ကိုလှုပ်ထွက်လို့ကြတယ်တချို့ကမလေးရှားကိုထွက်ပြေးလို့ကြတယ်ကျမတို့နိုင်ငံထဲမှာတက်ကြီးရွယ်အိုတွေနဲ့ကလေးတွေပဲကြံခဲ့တယ်အဲ့တော့ဒေသတွေမှာကျမတို့စာတင်ကျောင်းတွေစောင့်မယ်ဆိုရင်ဦးစီးနိုင်တဲ့သူတွေမရှိဘူး
လူငယ်လေးတွေအကုန်ပြင်ရောက်နေကြပြီအဲ့ဒီအချိန်မှာကျမတို့လူငယ်လေးတွေရဲ့စူးစမ်းအားထုတ်မှုနဲ့ဘေးနားနိုင်ငံတွေတိုးတက်ကုန်တယ်ကျမတို့နိုင်ငံဘလောက်ယုံရှင်လွဲဘွက်ထဲကမထွက်နိုင်ဘူးလူငယ်တွေမရှိဘူးအယံဝမ်းနေစရာကောင်းပါတယ်ဆရာတော်တွေရှေ့မှာပြောသွားသလိုကျမတို့နိုင်ငံထဲမှာမိဘမယ်ကလေးတွေလည်းမရေနိုင်ဘူးစွန့်ပစ်ခံရတဲ့တက်ကြီးရွယ်အိုတွေလည်းမရေနိုင်ဘူးနိုင်ငံမှာလူကြီးရှိတယ်လူငယ်လူကြီးရှိတယ်လူငယ်ရှိတယ်ကလေးရှိတယ်အဲ့ဒီ၃ပိုင်းမှာကြားရလူငယ်ဆိုတဲ့ကဏ္ဍလေးကခါပြတ်တယ်လို့ပျောက်သွားတဲ့နောက်လူကြီးရဲ့ကလေးရဲ့အဲ့ဒီကြားထဲမှာနိုင်ငံဟာရှေ့ကိုဆိုတဲ့နေရာကိုအတော့ကိုရုန်းကန်နေရပါတယ်ဒါကျမတို့ပြည်တွင်းထဲမှာနေကြတဲ့သူတွေကပြည်ပမှာရောက်နေတဲ့ကျမရဲ့ညီကောင်မောင်နှမတွေကိုပြန်ပြီးသတင်းစကားပြန်ပါတာပါကျမတို့လည်းကူညီပါတယ်ပြည်နယ်နဲ့တိုင်းတွေသွားတယ်စာတင်ကျောင်းတွေစောက်ရည်ရွယ်နေတူစာကြည့်တိုက်တွေဖွင့်စာဖတ်ဖို့တွေပြောနေမှာညမနာအခုဆိုရင်ကျမအစာအိမ်နာနေတာပါကျမရှမ်းပြည်ဘက်ကရွာတရွာမှာရေလိုအဲ့လိုကျမရေရမ်းသွားတူပြီးတယ်လမ်းမှာကားပြတ်တယ်ရှိတဲ့အစားအစာတွေကုန်သွားတယ်ကျမရက်ပေါင်းများစွာနိုင်ရင်ပေါင်းများစွာအစာမစားဘဲနဲ့နေရတဲ့အတွက်ငကိုတွေကနာနေတဲ့အစာအိမ်နာတယ်အဲ့တော့ကျမဒီခီးစဉ်ကိုမနေ့အားတင်ပြီးလာခဲ့ရတယ်ခီးမလာတော့ဘူးလို့ဆုံးဖြတ်လိုက်ပြင်မဲ့ဒီပွဲကိုတက်ပြီးဟောပေးဖို့ဆရာတော်ကျမကိုပြောထားခဲ့တာကြာပါပြီနောက်တစ်ခုကကျမလည်းဒီပြည်ပမှာရောက်နေတဲ့သူတွေကိုကျမတစ်ခုခုသတင်းစကားပါနိုင်လိမ့်မယ်လို့ကျမယုံကြည်တယ်ဒီအတွက်ကျမရေမကောင်းတဲ့ထဲကနေလာခဲ့တယ်ဆိုချင်တာကနေရောညရောကျမတို့တွေကျမအကိုပါတယ်သွားတယ်လာတယ်စူးစမ်းတယ်ဒါပေမဲ့52တန်းရှိတဲ့နိုင်ငံမှာလူကြီးရဲ့ကလေးရဲ့ပဲကြံတော့တဲ့အချိန်ကြီးဘလို့မှကျမတို့အဆင်မပြေဘူးအဲ့တော့စိတ်မကောင်းစရာဇလန်းတွေကျမတို့နိုင်ငံထဲမှာအများကြီးဖြစ်နေတယ်ကျမတို့နိုင်ငံရဲ့အစွန်အဖျားနေရာတစ်ခုကိုကျမသွားတယ်အဲ့ဒီမှာတိုင်းရင်းသားတွေနေတယ်ဒီဇလန်းတွေကဒီထဲမှာထိုင်နေတဲ့သူတွေအတွက်တော့မဆန်းဘူးလို့ကျမထင်ပါတယ်ဘာကြောင့်လဲဆိုတော့ချမ်းသာကြွယ်ဝပြည်လည်နေတဲ့မိသားစုတွေကဒီမှာလာပြီးတော့နှစ်ပေါင်းများစွာကြာရှည်အောင်အလုပ်လာလုပ်လိမ့်မယ်လို့ကျွန်မမထင်ဘူးမိသားစုအတွက်ရုန်းကန်ဖို့အတွက်ဒီကိုရောက်နေကြတာဟုတ်လားဟုတ်ပါရဲ့နော်မိသားစုအတွက်ကျွန်မတို့ရုန်းကန်နေကြတာအဲ့တော့အဲ့ဒီကြွားလေးမှာကျွန်မဘာတွေ့လဲဆိုတော့ကျမရဲ့အသိပညာတော်တော်နည်းတာကိုတွေ့ရတယ်သူတို့တွေအိမ်သားဆိုတာကိုမသိဘူးအိမ်ပေါ်မှာအညစ်အကြေးစွန့်တယ်အဲ့ဒီအညစ်အကြေးကိုတန်ရှင်းရေးလုပ်ဖို့ခွေးတွေဝက်တွေမွေးထားတယ်အဲ့ဒီခွေးတွေဝက်တွေနဲ့အတူတူနေတယ်အတူတူအိတ်တယ်ပကံကိုထမင်းစားလိုက်တယ်ပြီးရင်ခွေးရက်ခံလိုက်တယ်နောက်တစ်ယောက်ကထပ်စားတယ်ခွေးရက်ခံလိုက်တယ်ကလေးတွေဟာတန်ကောင်းတွေအလုံးလိုက်အံ့ပြီးတည်တယ်ဆရာဝန်နဲ့မလာနိုင်ဘူးအဲ့တော့အဲ့ဒီလိုမျိုးရှိနေတဲ့ဒေတာတွေဒါဒီထဲကမောင်နှမတွေကြားဖို့မှာပါအဲ့လိုဒေတာတွေအများကြီးဖြစ်နေတယ်အဲ့တော့အဲ့ဒီဒေတာမှာကျန်းမာရေးအသိပညာတွေကျန်းမာရေးအသိပညာဆိုတဲ့ကိစ္စကိုပြောရရင်လက်ကိုဘယ်လိုဆေးရမလဲဒီလိုဆေးဟိုလိုဆေးအဲ့ဒါတွေကိုကျမတို့ကပြောဖို့အတွက်အသက်60ကျော်80ကျော်လူကြီးတွေကနားမလဲဘယ်လိုဒီလိုဆေးဘယ်လိုမှနားမလဲကလေးလေးတွေ9နှစ်မှမပြည့်သေးဘူးဘယ်လိုမှသပြောလို့မရဘူးဒီကလေးတွေအဲ့တော့နားလေနိုင်တဲ့ဂျားတွေကလူငယ်တွေမရှိဘူးအကုန်ပြပရောက်နေတယ်အဲ့တော့အဲ့ဒီဒေတာတွေကိုကျမတို့ကခဏသွားပြီးတော့ဘာတွေပဲပေးနေအဝတ်စားတွေဘယ်လောက်ပေးတန်ရှင်းရေးတွေဘယ်လောက်လုပ်ပေးအိမ်သားတွေဘယ်လောက်ဆောက်ကျမတို့ကွန်ရက်ရဲ့မူကဒီ
ဒေတာကန်တွေဟာသူတို့ဒေတာကိုပြန်ဥဆောင်ရမယ်ဒေတာကန်တွေကသူတို့ဒေတာကိုပြန်ဥဆောင်နိုင်တဲ့နေ့ကျမတို့ကိုရကအဲ့ဒီဒေတာနဲ့ဆွန့်ခွာရတဲ့နေ့ဒါပေမဲ့သူတို့ဒေတာကိုပြန်ဥဆောင်မဲ့လူငယ်လေးတွေမရှိဘူးလူကြီးတွေကခုနကပြောသလိုအသက်ကြီးပြီသူတို့မှတ်ရခက်တယ်နားမလဲဘူးခလေးလေးတွေဘာမှနားမလဲသေးဘူးအဲ့ဒီအချိန်မှာလူငယ်လေးတွေမရှိဘူးအဲ့တော့ကျမတို့ကွန်ရက်ရဲ့မူဖြစ်တဲ့ဒေတာတွေခံတွေကဒေတာကိုပြန်လဲဥဆောင်ရမယ်ဆိုတဲ့နေရာမှာတကယ်ကိုတန်မာတွေနားလေတွေတက်ကျွမ်းနေအများကြီးပြောကြမလို့နားလေနေတဲ့လူငယ်လေးတွေကျမတို့အများကြီးလိုအပ်တယ်အဲ့တော့ထပ်ပြီးပြောရရင်ဒီမှာထိုင်နေတဲ့လူငယ်တွေရောမြန်မာနိုင်ငံကိုမပြန်ချင်ဘူးလားလို့ပြောရင်ပြန်ချင်ကြတယ်ပြန်ချင်ကြမှာပါပဲအားလုံးပြန်ချင်ကြမှာပဲသူများနိုင်ငံဘလောက်တိုးတက်နေကိုယ့်နိုင်ငံကိုတော့ဂုဏ်တင်ပြီးပြောချင်ကြတာပဲငါတို့နိုင်ငံကသူများတကာတွေလာလေတယ်သူများတကာတွေကျောင်းလာတက်တယ်အဲ့ဒီဆိုတဲ့ဂုဏ်ကိုလိုချင်ကြတာပဲအားလုံးလည်းသိပါတယ်တစ်ချိန်တုန်းကမြန်မာနိုင်ငံကရန်ကုန်တက္ကသိုလ်ဆိုတာအရှိတောင်အာရှမှာအကောင်းဆုံးကျောင်းကြီးနိုင်ငံတကာကပညာသင်ခြင်းတဲ့သူတွေရန်ကုန်မြို့မှာလာပြီးကျောင်းတက်ခဲ့ရတာအခုတော့ဘိုက်အောင်ကိုစေကံပြခြင်းဘန်ကောက်ကိုပြေးရတယ်ရန်ကုန်မှာဈေးကြီးလို့ဘန်ကောက်မှာဈေးဝယ်ထွက်ကြတယ်အဲ့လောက်ထိကိုကျမတို့နိုင်ငံကြံ့ရစ်ခဲ့ပြီခုနဆရာတော်ပြောသလိုဆရာတော်ပြောတာတကယ်ရင်နာစရာကောင်းပါတယ်ကျွန်တွေကိုမွေးထုတ်နေရတယ်လို့ပဲကျမတို့နိုင်ငံဟာကျွန်တွေကိုမွေးထုတ်နေရတယ်လို့ဖြစ်နေတယ်ပြည်ပမှာရောပြည်ပရောက်နေတဲ့ကျမတို့နိုင်ငံသားတွေအဆင်ပြေသလားဆိုရင်နေ့စဉ်နဲ့များကျမတို့အမြဲတမ်းကြားနေရတယ်ပြည်ပနိုင်ငံသားတွေအဆင်မပြေကြဘူး overstay တွေနေလို့ဖတ်ပြေးရတယ်အရိုက်ခံရတဲ့အခါနိုင်ငံသားမဟုတ်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ပို့ပြီးတော့ရိုက်ခံရတယ်နောက်တစ်ခုကမြန်မာနိုင်ငံကဆင်းရဲတဲ့အတွက်အနှိမ်ခံရတယ်အနှိမ်ခံရလို့ကိုပို့ပြီးတော့ရိုက်ခံရတာရှိတယ်တရားဝင်လာတာမဟုတ်တဲ့အတွက်အလုပ်သမားအခွင့်အရေးအပြည့်အဝမရတာတွေကြုံရတယ်နောက်တစ်ခုကိုယ့်လူမျိုးချင်းချင်းလိန်လို့ဒုက္ခရောက်တာတွေအများကြီးရှိတယ်ကိုယ့်လူမျိုးချင်းချင်းရောင်းစားလို့ပြဿနာဖြစ်ကြတာတွေအများကြီးရှိတယ်ပြည်ပမှာလည်းဇလန်းမျိုးစုံအဲ့တော့ကျမရဲ့အတိတ်တယောက်ရှိတယ်သူကအသက်55လောက်ရှိပြီခုချိန်ထိသမောလိုက်ရရှာတယ်အော်ဘာလို့သမောလောက်လိုက်နေရလဲသမောသားလာကကောင်းတာပဲလို့ပြောရင်ရတဲ့လာကတွေအိမ်ကိုပြန်ပို့တယ်ပြန်ပေးတယ်ဒါပေမဲ့အိမ်ကစုထားမဆောင်ထားဘူးပြီးတော့ပြီးတယ်မစုထားဘူးအဲ့တော့ဒီကလူတွေကပြန်လာကြတယ်ဟိုမှာစီးပွားရေးအခြေတကျဖြစ်ရင်ပြန်လာကြတယ်ကိုယ်နိုင်ငံမှာစီးပွားရေးအခြေတကျဖြစ်ရင်ဒီကနိုင်ငံကလူတွေပြန်လာကြတယ်ဒါပေမဲ့စီးပွားရေးအခြေတကျမဖြစ်ဘူးစီးပွားရေးအခြေတကျမဖြစ်တဲ့အတွက်ဒီမှာဆက်လုပ်ရတယ်အသက်ကြီးတဲ့အထိနေရတယ်လာကတွေပဲပို့နေရတယ်ဟိုမှာလည်းအိပ်ပေါက်နဲ့ဖားကောက်တို့ဖြစ်တယ်ဒီတော့စာဖတ်ကြဆိုတဲ့စီကိုပြန်သွားကြရအောင်ကျမတို့ပြည်ပရောက်နေတဲ့သူတွေပို့ပြီးတော့စာဖတ်စေချင်ပါတယ်ဒီနိုင်ငံကျမတို့နိုင်ငံကျမအရင်တုန်းကပထမပြန်တော့ကကျမည8နာရီဘန်ကောက်ကနေကျမပြန်တယ်8နာရီခွဲ9နာရီ45လောက်ရန်ကုန်မြို့ဝင်နေပေါ့နော်ဆိုတော့8နာရီလောက်ဘန်ကောက်ကနေလေယာဉ်မြန်ထွက်တော့ဘန်ကောက်မြို့ကြီးတစ်မြို့လုံးကထိန်လင်းနေအောင်မြင်ရတယ်8နာရီ45ရန်ကုန်မြို့လေစိတ်စိုက်တော့တော်တော်များများပြီးပြတ်နေတယ်ပြောတာကအရင်ခင်မီနေတဲ့နေရာမှာဒီလူတွေနေကြတယ်ခုနကကျမပြောသလိုသူတို့တွေရဲ့ဝန်ဆောင်မှုသူတို့တွေရဲ့စ조사အားထုတ်မှုသူတို့တွေရဲ့တီထွင်ကြံစမှုတွေကိုဒီလူတွေကောင်းကောင်းရနေတယ်လူ၄သန်းလောက်ဒီနိုင်ငံရဲ့
စက်မှုလက်မှုလုပ်ငန်းတွေမှာပါဝင်နေတယ်ဒါတွေကိုကျမတို့သင်ယူကြဖို့ချိန်ရှိတယ်အဲ့ဒီသင်ယူထားတဲ့သူတွေကပိုးစာဖတ်စေခြင်းတယ်ပြည်တွင်းထဲမှာကြံနေသေးတဲ့အသိပညာအားနည်းနေတဲ့ကိုယ့်လူမျိုးတွေကိုယ့်နိုင်ငံသားတွေကိုယ့်တိုင်းပြည်ကားသူတွေကိုမျှဝေစေခြင်းတယ်